ဒီလိုကွန်မန့်လေးကိုစောင့်နေတာမလဲတုံးရတာမတိတာတွေဘူးဆိုလို့ရှိရင်ဘယ်လိုမျိုးတုံးရလဲဆိုတာမလဲတစ်ချက်ပြမယ်မလို့စက်ပြာကိုအခဲလိုက်ကြီးမတုံးဘူးစက်ပြာကိုနည်းနည်းလေးရေလေးနည်းနည်းလေးစိန်ထားမယ်စိန်ထားပြီးပြီဆိုလို့ရှိရင်လက်ပွားမယ်ဒီလိုလေးပုတ်မယ်မလဲတော့အမြုပ်ထွက်အားကောင်းအောင်မလဲမလုပ်ထားဘူးဘာလို့လဲဆိုလို့ရှိရင်လုံးဝတဘာဝဖြစ်တဲ့အတွက်ကြောက်ရှင်ရရှားဆောင်ရမလဲပေါင်းပြီးတော့လှုပ်ထားတယ်ဒါမှလည်းရေနည်းနည်းလေးနဲ့လှုပ်လိုက်တာအမြုပ်ဒီဒီလောက်လေးထွက်တယ်ဒီလောက်လေးဆိုလို့ရှိရင်ရေနည်းနည်းလေးနဲ့ထပ်ပြီးတော့ပုတ်လိုက်လို့ရှိရင်ဒီလောက်လေးမလဲတော့ပေါင်းတင်စရာမလိုဘူးဒီအောက်မျက်နှာလေးကိုမျက်နှာတက်တယ်လို့ပဲတိချာလေးတက်ပြီးတော့အထဲထဲထိလည်းနှိုက်စရာမလိုဘူးအဲ့ဒါပြီးရေဆေးချလိုက်ရုံပဲသူ့ရဲ့အာနိတင်အားကြတော့ဒီမှာဒီရဲ့အကြည်လေးတစ်ထပ်ပါမယ်ဒီအနောက်ခဲလေးတစ်ထပ်ပါမယ်ပြီးရင်အထဲထဲမှာပန်းပွင့်လေးဒီပန်းပွင့်လေးတစ်ခဲကုံသွားပြီဆိုလို့ရှိရင်တော့တေချာပေါက်မတော်တင်းကျလစ်စေမယ်အာမခံပါတယ်2ရက်4ချိန်လောက်ပဲသုံးလောကအနက်လေးကလုံးဝစိတ်ကိုလန်းဆန်းစီတယ်ပုတ်ပါစီတယ်ဘေးထွက်ဆိုးကျိုးမရှိကြောင်း100ရခိုင်နှုန်းအာမခံတယ်ပေါင်းတင်စရာမလိုဘူးသုံးပြီးပြီဆိုလို့ရှိရင်ခဏနေလို့ရှိရင်ရေဆေးချလိုက်ရပါပြီသူ့ရဲ့အမြုပ်လေးတွေကအစားလုံးဝနူးညံ့စေပါတယ်ရှင်တုံးကြည့်ကြည့်တကယ်လို့အဆင်မပြေဘူးဆိုလဲ comment လေးထပ်ပြီးတော့မှန်းလို့ရတယ်ကျေးဇူးအများကြီးပဲတင်ပါတယ်တုံးကြည့်ကြည့်ပေးပါအောင်ရှင်